be in at the death be in at the death ဆိုတာဘာကိုပြောတာ be I am in at at th the dath death be in at the death ပုံမှန်ဆိုရင် dath death ဆိုတာကတခြင်းတရားတေမြုံလို့တာလေအဲ့တော့မကြ be in at the death ဆိုတာကပွဲပြီးမှရောက်လာပွဲပြီးမှရောက်လာ they are in at the death သူတို့ပွဲပြီးမှရောက်လာနောက်တစ်ခုကကြတော့တို့အားကစားဘောလုံးပွဲလို့မှဆိုရင်နောက်ဆုံးမိနစ်မှအဲ့ဒါဆိုရင်နောက်ဆုံးမိနစ်ရောက်မှတို့ဂိုးသွင်းလိုက်တယ်အဲ့ဒါဆိုအဲ့ကစားသမား he is in at the death ပေါ့နော်နောက်ဆုံးမှဂိုးသွင်းလိုက်တယ်အဲ့ဒါကိုပြောတာ at the death ဆိုတဲ့အဓိပ္ပာယ်ဒီမျှဝေပေးတာဖြစ်ပါတယ် like and follow လုပ်ပါအောင်မှတ်ချက်ရေးပါအောင်မျှဝေတော့ပါအောင်ယခုဗီဒီယိုကမသိသေးတဲ့သူတွေမျှဝေပေးတာဖြစ်ပါတယ်အဲ့တော့ဒီစကလုံးလေးတွေတနေ့နေ့ရွှေစုသလိုငွေစုသလိုစုရပါမယ်နော်အားလုံးကျေးဇူးတင်ပါတယ် see you bye thank you